ဆရာဝန်ပေးထားတဲ့ဆေးတွေကကုန်လူနေနေပဲအမညတွေအိတ်မပျော်တလုံးလုံးကော်ဖီတွေအများကြီးမတောက်ဘူးတတိပေးထားတာလည်းမလိုက်နာဖြစ်ခဲ့ဘူးဒီညကတော့အမိုးစွန်းရဲ့အပြင်ဘက်မှာကျွန်တော်ရှိနေတယ်တခါတလေတော့လဲကို့ကောင်းထံမှာဘာမှရှိမနေပဲမိုးသားပင်ကြီးကိုလွတ်လွတ်လပ်လပ်ငေးကြည့်ရတာဟာစိတ်ကိုပေါ့ပါစေတယ်မဟုတ်လားဇန်နဝါရီရဲ့လအလယ်ပိုင်းတွေကနည်းနည်းတော့အေးတယ်နော်အနွေးတဲ့ထူထူဝတ်ထားသည့်တိုင်စိတ်ရဲ့အတွင်းသားရဲ့ရေခဲရိုက်ခံထားရတယ်လို့စိတ်နေတာဟာတိတ်တော့အဆင်မပြေဘူးဒါမှမဟုတ်လဲကော်ဖီပူပူတွေနဲ့နွေးထွေးအောင်လုပ်ယူရင်တိတ်လှတဲ့ဟင်းလင်းမြင်ကိုမလွတ်တမ်းရင်းနေမိတာပေါ့အဲ့ဒီမှာတိမ်ငွေရှိတယ်လေနောက်ပြီးတနေ့နေ့ချအတူတူမောကြည့်ရအောင်လေဆိုတဲ့သစ္စာတရားတွေလည်းရှိနေတယ်ချယ်ရီထရီတာတစ်ခုကတော့ဝမ်းနည်းစရာပါပဲကျွန်တော်စီမှာဆူတောင်းစရာမှမချင်တော့တာနှွေးသိမ့်ငယ်